လူတွေကလည်းတော်တော်လွန်နေပြီတဲ့လားတရားလောက်တဲ့ဟာမေတော်နဲ့တော့စကားမပြောရင်လောက်ပဲမေတော်ရှိကိုတရားတဲ့ဖို့ဝုထုမွေလေးလာလှူတာတော့မှမပြောရင်လောက်ပဲမေတော်ရှိကညာစားတာတွေရောလိမ့်စားတာတွေရောအဲ့လိုမပြောကြပါနဲ့ဘာလို့ဆိုတော့မေတော်ကြီးကဖရားတဲ့ဖို့အတွက်သူဒီမှာလက်ရရှင်ကိုလေးဘူးပေါ့နော်ထွက်ရင်လေးဘူးထွက်မယ်ဝေးထိုးလို့ပြောတာအလောက်ကစားနဲ့ပေးတာလည်းမဟုတ်ဘူးအေးမယူလာတော့မဖမ်းဆီးဘူးလားဖမ်းဆီးအောင်ကျမလူသားသမားမမဟုတ်တာတာရနာပြုတ်နေတာလေဖရားတည်နေတာလေအခုတော့မတော်မတရားလေးပြောဆိုနေလိုက်ကြတာဟုတ်ဒါပြီးတော့လည်းဘာပြောလဲဆိုဘယ်တော့လည်းဖားခိုင်ခံမလားဆိုတော့တော်လားစကားလေးမပြောဘူးလားလို့ပြောတော့ဒီနေ့ကိုတနေ့ကခရီးသွားတာလူကပင်မနေတာတက်တော့အကောက်ဖွင့်ကြည့်တော့အဲ့လိုမျိုးတွေတွေ့တော့ဘယ်လိုစိတ်ကောင်းမှလဲဘိုးကြီးတန်နိုင်ရှင်နေရဖရားတဲ့ခြင်းလို့ပါနဲ့ကိုကြီးပါဆိုလို့သူတို့ကျွတ်တဲ့ဝယ်ဖို့အတွက်ဘောကဝတီမေတော်ကြီးကသူတို့ရဲ့တိုက်ဆက်တွေပထမဆက်တွေတည်စေချင်လို့လေအဲ့လေးဘူးချပေးလိုက်တာပါလေးဆိုပြီးတော့အခုသူတို့ကလည်းတီးတော့လာကြတယ်လေဖရားတဲ့ဖို့လေကောင်းတာလုပ်တာလေမကောင်းတာလုပ်တာမဟုတ်ဘူးမတော်မတရားတွေကောမလေးမရေးကြပါနဲ့ဒါပြီးတော့အကောင်တကောင်ကလည်းသူ့နာမည်ကြီးအောင်ဆိုပြီးတော့ပုဂ္ဂိုလ်ဥက္ကတွေလှုပ်တင်ထားလေတယ်ကိုကပိုးရမေးစီကြီးတဲမဲ့ကိစ္စပြောတယ်ဟာသူကမေတော်ကြီးခူတွဲလို့ပြောတယ်တခြားစီပဲသူပြောတာနဲ့သူများကလေဒီမှာလက်ဆောင်လေးပေးတဲ့ဟာတော့မဝင်ရင်လာဘူးတောင်မြောင်းမြောက်ပြောတယ်လူနာကြည့်အောင်လိုက်ပြောနေကြတယ်ကျမဖရားတဲ့နေတာပါကောင်းတာလုပ်တာပါလိုင်းမော်ရင်တိတော့အကောက်တွေအဲ့လိုလေးမရင်ကြပါနဲ့ကျမစိတ်မကောင်းဖြစ်လို့ပါခုနှစ်သားသမီးတွေတချို့ဆရာဝန်တွေမကူနိုင်တဲ့ယောဂတွေဟုတ်လားယောဂတွေပါရင်ကျွန်တော်ဆရာဝန်ကုလို့မရဘူးလေဆရာဝန်တွေကိုပြင်မာတာမဟုတ်နော်ဆရာဝန်တွေကိုပြင်မာတာမဟုတ်ဘူးဆရာဝန်တွေမကုနိုင်တဲ့ယောဂတွေကိုကျတော့ကိုကကုပေးနိုင်တယ်အဲ့ဒါကိုရှင်တို့မဟုတ်လိုက်ရဖြည့်ဆည်းနေကြတာလေခုနှစ်သားသမီးအသက်ကိုကဲ့ပေးတဲ့လူတရားကိုသိခါကြောက်မတို့လိုက်ရရေးနေကြတာလေရှင်တို့ဒုက္ခတွေမပေးကြပါနဲ့